ညဘက်ဆိုရင်တော့ဒီလိုပုံလေးဖြစ်မှာပေါ့နော်ဒါကတော့ညနေဆောင်ပုံပေါ့ဒါကတော့မနက်ပိုင်းနေစထွက်လာမယ်ပုံလေးပေါ့နော်မင်္ဂလာပါဒီနေ့မှာတော့ရန်လန်းတဲ့ Dynamic Wallpaper ကို Windows Computer တွေမှာဘယ်လိုတင်မလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ် Dynamic Wallpaper ဆိုတာနိုင်ကိုလိုက်ပြီးတော့သူရဲ့ Wallpaper လေးတွေ auto change သွားပြီးတဲ့ပုံစံလေးပေါ့နော်အဲ့ဒါလေးကိုဘယ်လိုထည့်မလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်အရင်ဆုံးလိုအပ်တဲ့ software download အတွက် VPN လိုပါတယ်ကျွန်တော်ကတော့ကြော်ပြီးသား outline key သုံးတာတယ် outline key တကယ်လို့မရှိခဲ့ဘူးဆိုရင်ကျွန်တော် description မှာချထားတဲ့ Facebook link ကနေတွားပြီးတော့ free ယူလို့ရပါတယ်ဒါဆို VPN လည်းကြော်ပြီးပြီဆိုတော့ကျွန်တော်တို့အရင်ဆုံး Chrome နဲ့ကိုတွားပါမယ်ဒီ search bar မှာတော့ Win Dynamic လို့ရိုက်ပါမယ်ဒီလိုပေါ်လာပြီဆိုရင်တော့ GitHub link နဲ့ကိုဝင်မယ်ပြီးတော့ရင်တော့ဒီ release ရဲ့အောက်က version ကိုတစ်ချက်ထောက်လိုက်မယ်ဒီမှာတော့ကျွန်တော်တို့32 bit 64 bit ယူလို့ရတယ်ကျွန်တော်ကွန်ပျူတာ64 bit ဖြစ်တဲ့အတွက်64 bit setup ကိုပဲယူလိုက်ပါမယ် download ပြီးသွားပြီဆိုရင်တော့ software လေးကို download ထဲမှာသွားပြီးတော့ဖွင့်လိုက်ပါမယ်ဒီမှာတော့ install for all user ပဲနှိပ်ပါမယ်ဒီမှာဆိုရင် okay next ကိုနှိပ်မယ် next ကျွန်တော်ကတော့ shortcut တင်နေတဲ့အတွက်ဒီမှာအမှန်ချက်လိုက်မယ်ပြီးတော့ရင်တော့ install ပေါ့ဒါဆိုရင်တော့ software install တာပြီးသွားပြီပြီးတော့ရင် finish ကိုနှိပ်မယ်ဒီမှာကတော့ကျွန်တော်တို့ okay ပဲထားမယ်ပြီးတော့ရင်တော့ဒီမှာကျွန်တော်တို့ location ရွေးဖို့တော့ဒီမှာ use location အပတ်ဆက်ထားပြီးတော့မြန်မာမှာဆိုရင်မြန်မာလို့ရိုက်မယ်တခြားနိုင်ငံဆိုရင်တော့တခြားနိုင်ငံရိုက်ပါမယ်လောဆယ်မြန်မာပြီးတော့ရင်တော့ okay လေးကိုနှိပ်ပေးပါမယ် yes ဒီရွေးပေးပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ software ပွင့်လာပြီဆိုရင်ကိုလိုချင်တဲ့ wallpaper ကိုသုံးပါမယ်ကျွန်တော်ကတော့ဒီပုံလေးသုံးပြပေးမယ်ဒါကိုနောက်ခံထားခြင်းတာဖြစ်တဲ့အတွက်အရင်ဆုံး download ဆွဲရမယ် download ကိုနှိပ်မယ်ဒါဆိုရင်တော့ download ပြီးသွားပါပြီကျွန်တော်တို့ down ပြီးသွားပြီဆိုရင် apply ကိုနှိပ်လိုက်ရုံပါပဲဒါဆိုရင်လက်ရှိရောက်နေတဲ့နိုင်နဲ့လိုက်ပြီးတော့သူက wallpaper ကိုပြောင်းသွားမှာဖြစ်ပါတယ်ကျွန်တော်နိုင်ချိန်ကြည့်ပါမယ်ဒါဆိုရင်တော့12နာရီပေါ့နော်ဟုတ်ပြီကျွန်တော်ည12နာရီချိန်ကြည့်လိုက်မယ်ညဘက်ဆိုရင်တော့ဒီလိုပုံလေးဖြစ်မှာပေါ့နော်ဒါတော့ညနေဆောင်ပုံပေါ့ဒါတော့မနက်ပိုင်းနေစထွက်လာမယ်ပုံလေးပေါ့နော်အဲ့လိုမျိုးလိုချင်တဲ့ wallpaper ကိုဒီထဲမှာ download ဆွဲပြီးတော့ချိန်လို့ရတယ်သူရဲ့ဒီ GitHub website မှာလည်း wallpaper တွေအများကြီးတင်ထားပေးပါတယ် available online နေရာကိုနှိပ်ပြီးတော့သူရဲ့ website ထဲသွားပြီးတော့လိုချင်တာတွေကို download ဆွဲပြီးတော့တင်လို့လည်းရပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်